banana စားချင်တယ်အဲ့လိုမျိုးဒီနေ့ကကြက်သားဟင်းနဲ့လို့အဲ့လိုမျိုးဒီနေ့က chicken နဲ့လေအဲ့လိုမျိုးသူတို့ပြောတယ်ပေါ့နော်မင်္ဂလာပါမမရေဟုတ်မင်္ဂလာပါရှင်ဒီချ ပ က် ထမဦးဆုံးမမရဲ့နာမည်နဲ့တသားတို့ရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်ညီမရဲ့နာမည်ကတော့ဒီစင်စာအောင်ပဲဖြစ်ပါတယ်ရှင်ညီမရဲ့မောင်လေးအမွှာပေါ့နော်အမွှာနှစ်ယောက်ကတော့ Teacher Yuri Education Center မှာ Pre KG တက်နေပါတယ်เนาะနာမည်လေးတွေကတော့အကြီးလေးကတော့အန်ဖုံတီကြီးအငယ်လေးကတော့အန်ဖုံတာကီပဲဖြစ်ပါတယ်ရှင်ချေယူပရီစကူးကိုဘယ်ကနေသိရှိပြီးတော့မိမိတို့ရဲ့ကလေးတွေပေါ့နော်။ဘာကြောင့်ရွေးချယ်ခဲ့တဲ့အကြောင်းရင်းလေးကိုလည်းပြပြပေးပါအောင်ရှင်။ဟုတ်ပြောရရင်တော့ပေါ့နော် Teacher Yuri နဲ့ကတော့ညီမတို့နဲ့ကတော့လေဟိုးအရင်နဲ့ကတည်တယ် Teacher အရန်တော်တယ်ပေါ့နော်Teacher ညီမ10တန်းတော့ဆိုလို့ရှိရင်တော့မှ Teacher နဲ့တင်မှုတယ်ပေါ့နော် Teacher အရန်တော်တယ်တကယ် Teacher နဲ့ကလည်းမောင်နှမတို့လည်းခင်တဲ့ခါကြတော့လေအဲ့တော့ Teacher Yuri ကဒီကလေးတွေအတွက်ပေါ့နော်ဒီ preschool ဖွင့်လိုက်တဲ့အချိန်မှာညီမတို့အတွက်ကလေတော်တော်လေးအဆင်ပြေတယ်ပြောရမယ်အိမ်မှာလည်းအမွှာလေးရှိတော့သူတို့အတွက်ကိုပို့ပြီးတော့စဉ်းစားဖြစ်တယ်ပေါ့နော် Teacher တော်တာကလေးတွေသွားထားလို့သိတာမဟုတ်ဘူးပေါ့နော်ညီမကိုယ်တိုင်လည်း Teacher နဲ့တင်ခဲ့ပူတာတွေရှိတယ်အဲကနေတော့မှသိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ Teacher မှာထားမို့လို့အတွက်ရုံကြည်ကြည်နဲ့သွားအပ်ဖြစ်တယ်ပေါ့နော် Teacher စဖွင့်တာနဲ့ညီမတို့ကလေးတွေအသက်ပြည့်တာနဲ့သွားထားပြီပဲအဲ့တော့ Teacher ကိုသိတာတော့တော်တော်ကြာပြီညီမတို့ဟိုငငယ်လေးတွေကသိတယ် Teacher အရန်တော်တဲ့ထဲပါတယ်ပေါ့နော်အဲ့တော့ကလေးတွေကိုထားပစ်တာတော့2 နှစ်လောက်တော့ကြာပါပြီရှင်ဟုတ်တောင်းသက်ပြီးနောက်ကလေးတွေမှာဘာတိုးတက်ပြောင်းလဲမှုတွေတွေ့မြင်ရပါလဲမမဟုတ်ဒီချက်ကြောင်းတက်ပြီးတော့ဗောနော်ကလေးတွေမှာတိုးတက်မှုတွေကတော့အများကြီးရှိတယ်ပြောရင်တော့တသားတို့ကလေ3 နှစ်လောက်ထဲဗောနော်စကားကိုတခြားကလေးတွေလိုမျိုးတိတ်ပြီးတော့ပြောတတ်တဲ့ထဲမှာမပါဘူးတသားတို့ကအေးနည်းနည်းဘယ်လိုပြောရမလဲစကားပြောနောက်ကျတဲ့ထဲပါတယ်အဲ့တော့ဒီချက်နဲ့တိုင်ပင်တယ်ဗောနော်ဒီချက်ကလေးတွေကစကားပြောနောက်ကျတဲ့ထဲပါတယ်ဗောနော်တခြားကလေးတွေနဲ့တန်းတူညီတူများလိုက်နိုင်မလားပေါ့ဆိုပြီးတော့စိုးရိမ်နေဗောနော်သူတို့preschool လဲထားချင်တယ်အဲ့ဒါကြောင့်မလို့ teacher ရတယ်လာပို့လိုက်အဆင်ပြေတယ်ဆိုလို့ပြောတဲ့အတွက်ကြောင့်မလို့ညီမတို့ကချက်ကြောင်တော့ပို့ခဲ့တယ်ပေါ့နော်။ပို့ခဲ့တော့တော်တော်လေးအဆင်ပြေတယ်ပြောရမယ်။တသားတို့ကလေအဲ့ဒီ nursery အတန်းမှာတယ်ပေါ့နော်။တသားတို့ကစကားကိုတော်တော်လေးလဲပြောလာတယ်။အိမ်ရောက်တော့လဲပေါ့နော်။အညာနဲ့လိုက်လွန်ကြီးထွေပို့ပြီးတော့လဲနေတက်လာတယ်ပေါ့နော်။အကျိုးကျေးဇူးတွေကတော့အများကြီးရှိတယ်ပေါ့နော်။အဲ့တော့ထားရကြိုးနဲ့တယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လေသူတို့တွေတော်တော်လေးသိတာဥမာအိမ်မှာဆိုလို့ရှိရင်သူတို့ဒီကားလေးပြလိုက်တယ်ဆိုလို့ရှိရင်ဒါပန်းနီးဆိုရင်သူတို့ပြောတယ်ဒါ apple ဆိုပြီးတော့ပြောတယ်ပေါ့နော်banana စားချင်တယ်အဲ့လိုမျိုးဒီနေ့ကကြက်သားဟင်းနဲ့လို့အဲ့လိုမျိုးဒီနေ့က chicken နဲ့လေအဲ့လိုမျိုးသူတို့ပြောတယ်ပေါ့နော်သူတို့ပြောတတ်လာတယ်အဲ့တော့ဒီရွယ်လေးနဲ့ပေါ့နော်အဲ့လိုပြောတတ်လာတော့လေညီမတို့ဒီအောက်ထိန်းသူတွေအနေနဲ့လည်းပေါ့နော်အမေအမအနေနဲ့လည်းတော်တော်လေးကိုပီတိဖြစ်ရတယ်ပေါ့နော်တော်တော်လေးအဆင်ပြေတယ်လို့ဒီချိန်ရီကြောင်းညီမကတော့recommend ပေးချင်ပါတယ်baby တေးလေးတွေရှိတဲ့မမေတွေလည်းဒီချိန်ရီကြောင်းကိုထားဖို့ပေါ့နော်ညီမကတော့ recommend ပေးတယ်ဒီချိန်ရီအကုန်လုံးကလည်းလေကလေးလေးတွေအပေါ်ကိုတော်တော်လေးလည်း view site တယ်ပေါ့နော်ဘာလို့ဆိုညီမတို့ကအနည်းကတွေ့နေရတယ်အရင်တည်းကသိတယ်ဆိုတော့ညီမတို့ကပို့ပြီးတော့သဘောကျတယ်ပေါ့နော်အဲ့တော့2 ယောက်လုံးကတော့အခုဆိုရင်pre KG အတန်းပြီးသွားပြီဆိုတော့တော်တော်လေးလည်းတိုးတက်လာပြီအခုဆိုလို့ရှိရင်ပေါ့နော်တစ်ချက်ချောင်းထွက်ပြီးတာနဲ့ KG နေတော့မှာပဲဖြစ်ပါတယ်ဟုတ်